Samsung ရဲ့တော့မှအသေးထွက်ရှိလာတဲ့ Samsung ရဲ့ Galaxy A70 5G ကိုမိတ်ဆက်ပြီးမှဖြစ်ပါတယ်ထုံးစံတိုင်းပဲပေါ့နော်သူရဲ့ဘူးထဲမှာတော့အာသွင်းဒုံးတော့မပါလာဘူးပေါ့နော်အာသွင်းဂျိုတိုက်စီသူတိုက်စီအာသွင်းဂျိုပဲပါဝင်လာမှာဖြစ်တယ်အရောင်ကတော့3ရောင်ထွက်ရှိတယ် gray ရောင်ရဲ့ပြီးအမဲရဲ့အခုကျွန်တော်လက်ထဲကိုရောက်ရှိနေတဲ့ဒီပြာရောင်လေးပေါ့နော်အပြာလေးကတော့တော်တော်လေးလှတယ်လှတာတဲ့သူကဒီ color ကတီးတီးငြိမ်ငြိမ်ရှိတယ်ပေါ့နော်ယောက်ျားလေးတွေနဲ့တော်တော်လေးကိုလိုက်ဖက်တဲ့အရောင်မျိုးအနောက်ဘက်ကတော့မသိရင် glass back ကိုသုံးပေးထားတယ်လို့တော့ထင်ရတယ်ပေါ့နော် fiber glass back ကိုသုံးပေးထားတာဖြစ်တယ်လက်ရည်ပါရတော့ထင်လွယ်စေတယ်ဒီ color လေးကတော့ဒီနေ့ premium ဆန်တဲ့ design ပုံစံမျိုးလို့ပြောလို့ရတဲ့ထဲမှာပါတယ်နောက်ဘက်မှာတော့သူကတော့ဒီ camera back နဲ့မှာ camera 3လုံးတက်ဆင်ပေးထားတယ်ဘေးနားမှာ flat လေးပါဝင်လာမှာဖြစ်တယ်ဘေး frame ကိုတော့ plastic frame ကိုပဲသုံးပေးထားတယ်ဒီဘေးပေါက်တွေပါတွေကတော့4တော့ပုံစံလိုမျိုးပဲပေါ့နော်သူရဲ့အထူက 7.5mm ပဲရှိတာဆိုတော့ပါတယ်လို့ပြောရမယ်နောက်တစ်ခုကသူရဲ့ weight ကလည်း192 gram ဆိုတော့လက်ထက်မှာကန်ရတာ4တယ်လို့မျိုးမခံစားစေရဘူးဆိုတော့လက်ထက်မှာကန်ရတဲ့အနေအထားလေးကတော့တော်တော်လေးအဆင်ပြေတယ်လို့ပြောရမယ်ပေါ့နော် single ကတော့6ရမှာဖြစ်တယ်ပေါ့နော် single နှစ်ကသုံးမယ်ဆို SD card ဆိုင်လို့မရဘူး single ကပဲသုံးမယ်ဆိုရင်တော့ SD card အသုံးပြုလို့ရမှာဖြစ်တယ်အောက်ဘက်မှာ speaker ထည့်ပေးထားတဲ့ speaker တစ်လုံးနဲ့ပဲပေါ့နော်အတန်တွက်ကတော့ဒီအဆုံးထိကျဲမယ်ဆိုရင်တော့ကျဲတယ်လို့ပြောလို့ရတဲ့အထက်မှာတော့ပါတယ် fingerprint ကတော့ side fingerprint ပဲ power key နဲ့တူတူပဲအသုံးပြုရမှာဖြစ်တယ်သူကဒီ IP54 ပေါ့နော် dust and water resistant ရတယ်ဒီတွေပါနည်းနည်းပပဆိုတာတို့ဖုံးမုတ်တွေပါဝင်တာမျိုးတွေကိုကောက်ွယ်ပေးနိုင်မှာဖြစ်တယ် screen display ပုံစံကတော့ water not display ပုံစံနဲ့ပဲလာတယ် screen size ကတော့ 6.7 inch ရှိမယ် AMOLED display ကိုသုံးပေးထားတယ် 90Hz ရမယ်အပြင်တွေပါအသုံးပြုမဲ့လူတွေအတွက်ကတော့သူ800 nit ရရှိတာဖြစ်တယ်ဆိုတော့နေအောင်ကြီးတိုက်ရိုက်ကြနေတဲ့အချိန်မျိုးတွေမှာသုံးမယ်ဆိုရင်တော့သူရဲ့ display ကတော့အရင်အဆင်ပြေမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျန်တဲ့အချိန်တွေကတော့ AACC အသုံးပြုလို့ရမှာဖြစ်တယ် Full HD ရုပ်ထွက်ကိုရရှိတယ်ဆိုတော့ဒီရုပ်ရှင်တွေပါကြီးကြည့်တာတွေပါကြီး social app တွေပါကြီးသုံးတာတွေပါတော့သူရဲ့ display ကတော့ဘာမှပြောနေစရာမလိုဘူးဒီဘေးပေါင်တွေပါကြီးမှာအချင်းလေးတွေကတော့နည်းလေးထူနေတယ်လို့မျိုးတော့ရှိတယ်သူရဲ့ဒီအပေါ်မှန်ကိုတော့ calling gorilla Vistex ကိုသုံးပေးထားတယ်ဆိုတော့သူတို့ပြောတာကတော့ဒီကောင်လေးကဒီအရှိက calling gorilla glass ထက်တောင်ပို့ပြီးတော့အချမ်းခံတယ်ဆိုတော့ဒီမှန်တဲ့ upload ကြတာပြီးတော့ချစ်ရတွေပါတွေကိုပို့ပြီးတော့ထန်ခံနိုင်ရှိတယ်လို့သူတို့ပြောထားတယ် display မှာဆိုရင်လည်းကျွန်တော်ဒီမှာသွားပြီးတော့ကျွန်တော်ဒီ display color တွေသွားပြီးတော့ရေးလို့ရတယ်ပေါ့နော်ဒီမှာလိုက်သွားပြီးတော့ဒီ RGB အရောင်တွေပါသွားပြီးတော့ပြောင်းလို့ရတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီမျက်စိတိခိုက်မှုတက်တာအောင်ဆိုပြီးတော့လေဒီမှာ eye comfort လိုမျိုးဟာတွေပါသွားပြီးတော့ဖွင့်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော် software ပိုင်းကတော့ Android 15 One UI 7 နဲ့လာတယ်ဒီ software update ကိုသူတို့က security ရော system update ကိုနောက်ထပ်6နှစ်အထိတောင်မှသူတို့ support ပေးသွားမယ်လို့လည်းပြောထားတယ် performance ပိုင်းကတော့ဒီ Samsung ရဲ့ Zyno ပေါ့နော် 13305 nanometer ကိုသုံးပေးထားတယ်ဒီကောင်ကကျွန်တော်တို့ဒီ Dimensity 6300နဲ့ကသွားပြီးတော့တူတူလောက်ရှိရပေါ့နော်ဒီ gaming performance တွေ CPU performance တွေ battery life တွေ Dimensity 6300နဲ့သွားပြီးတော့ညီရလို့ပြောရမယ်ပေါ့နော်အရင်ကွာတဲ့ performance မျိုးတော့မဟုတ်ဘူး game နဲ့ပပဆော့တာမျိုးတွေကျွန်တော်ဒီ social app တွေကိုအသုံးပြုတာမျိုးတွေမှာဆိုရင်တော့အဆင်ပြေပြေအသုံးပြုလို့ရမယ် performance မျိုးပေါ့နော် camera ဘိုင်းကတော့ဒီ main camera ကတော့15 megapixelနောက်ထပ် ultra wide 5 megapixel နဲ့ micro 2ဆိုပြီးတော့ camera 3လုံးတက်ဆင်ပေးထားတယ်ဆိုတော့ဓာတ်ပုံတွေရိုက်ကြည့်တာတော့ဓာတ်ပုံတွေရိုက်မယ်ဆိုရင်တော့သူကဒီ wide က 0.5 အထိရတယ်ပေါ့နော် 0.5 ပြီးရင် 18 28 48ပြီးရင်10 အထိဆုံးဆွဲလို့ရတယ်ဆိုတော့10 အထိဆုံးဆွဲရင်တော့ပုံထွက်တွေကတော့ဒီအရင်အဆင်ပြေတဲ့အထဲမှာတော့မပါဘူးဆိုတော့ကျွန်တော်တို့ဒီ48လောက်အထိပဲအလုံးဆုံးဆွဲရင်တော့ဒီပုံထွက်လေးတွေကမစိုးဘူးလို့ပြောရမယ်ပေါ့နော်ဒီ white တွေပါရိုက်ကြည့်တဲ့အနေထားကတော့အရင်ကြီးကောင်းတဲ့အထဲမှာတော့မပါဘူးဆိုပေမဲ့လည်းဒီ shoot game တွေပါရိုက်မယ်ဆိုရင်တော့လည်းသူရဲ့ ultra wide လေးကတော့မစိုးဘူးလို့ပြောလို့ရတဲ့အထဲမှာတော့ပါတယ် main camera 50 megapixel နဲ့ရိုက်မယ်ဆိုရင်တော့ detail လေးတွေကျန်တယ်လို့ပြောရမယ် video ရိုက်မယ်ဆိုရင်တော့ 1080p 30fps နဲ့ရိုက်လို့ရတယ်သူကဒီ image stabilizer ပါလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနိုင်လျှောက်ပြီးရိုက်တဲ့အခါမျိုးတွေမှာဆိုရင်လည်းငြိမ်နေလို့ပြောလို့ရတယ်နောက်တစ်ခုကသူကဒီ video ရိုက်မယ်ဆိုရင်တော့မှသူက zoom ဆွဲလို့ရတယ်ပေါ့နော်ဗီဒီယိုရိုက်နေနေ zoom ဆွဲမယ်ဆို18 28 48 10 ပေါ့နော်10လောက်ထိ zoom ဆွဲပြီးရိုက်မယ်ဆိုရင်တော့တိတိတတ်တာ noise တွေထားလာတာမျိုးတွေရှိတယ်ဒီ18 28လောက်ဆိုရင်တော့ကောင်းတယ်ဒီအလွန်လုံး48လောက်ထိကတော့အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုက portrait ရိုက်မဲ့လူတွေအတွက်ဆိုရင်လည်းသူကဒီ portrait ရိုက်မယ်ဆိုရင်လည်းဒီ portrait ပုံလေးတွေကမစိုးဘူးပေါ့နော်ကျွန်တော်ဒီရိုက်ပြီးသွားပြီဆိုရင်ပြန်ပြီး edit လို့ရတဲ့ feature လေးတွေထည့်ပေးထားတယ် selfie camera ကသူက13 megapixel ပါတယ်ဆိုတော့ဒီသူရဲ့ selfie camera ကလည်းမစိုးဘူးကောင်းတယ်လို့ပြောလို့ရတဲ့အထဲမှာတော့ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာဆမ်းပြီးရိုက်ကြည့်တဲ့အနေထားမှာတော့ battery ampere ကတော့9000 mAh ပါတယ်တကယ်လို့ကိုက daily use အသုံးပြုတဲ့လူတွေအတွက်ကတော့တစ်ရက်ကတော့ကောင်းကောင်းခံတဲ့အနေထားမှာရှိတယ်အားပြန်သွင်းမယ်ဆိုရင်တော့25 watt နဲ့အားသွင်းလို့ရတယ်25 watt နဲ့အားသွင်းမယ်ဆိုရင်တော့ဒီ15မိနစ်လောက်အားသွင်းလိုက်မယ်ဆိုရင်သူကအား 24% လောက်ရမယ်နိုင်ဝက်လောက်အားသွင်းလိုက်မယ်ဆိုရင်တော့ 48% နဲ့တကယ်လို့0 to 100% အထိကို25 watt နဲ့အားသွင်းမယ်ဆိုရင်တော့သူကတနာရီနဲ့မိနစ်20ဆိုထားပါတနာရီခွဲဝန်းကျင်လောက်ကြာမယ်လို့သိရတယ်ပေါ့နော်သူရဲ့ခံမှန်းဈေးနှုန်းလေးတွေကဆိုရင်တော့ RAM 8 internal memory 128GB ကိုဝယ်
ယူမယ်ဆိုရင်တော့ဒီ17သိန်းခွဲဝန်းကျင်နဲ့ရမယ် RAM 8ကိုပဲ internal memory 256GB ကိုဝယ်ယူမယ်ဆိုရင်တော့13သိန်းခွဲဝန်းကျင်လောက်နဲ့ရရှိမယ်လို့သိရတယ်ဒါတွေကခမန်းစင်းနှုန်းတွေကိုပြောပြတာပေါ့နော်ဒီဆိုင်နဲ့ဆိုင်တူမှလည်းမဟုတ်ဘူးဒီထက်လည်းဈေးကများရင်လည်းများမယ်ဒီထက်လည်းနည်းတာမျိုးလည်းဖြစ်နိုင်တယ်ဒီဈေးဝန်းကျင်နေပေါ့နော်တခြားဖုန်းတွေမှာဆိုရင်လည်း stereo speaker ပါဝင်လာတာမျိုးတွေပြီး display မှာဆိုလဲ water non နဲ့မဟုတ်ဘဲနဲ့ဒီပတ်ဟိုးနဲ့လာတာမျိုးတွေနောက်တစ်ခုက 120Hz ရတာတို့ battery ampere ဆိုလဲသူထက်ပိုများမယ်အသွင်းဝက်တွေလည်းပိုမြန်လာတာမျိုးတွေရှိမယ်နောက်တစ်ခုကတော့ဒီ SoC ဘိုင်းတွေ performance ဘိုင်းတွေလည်းသူထက်ပိုပြီးတော့ကောင်းတဲ့ဖုန်းတွေရှိတယ်ဆိုပေမဲ့လည်းကိုကဒီ Samsung ပဲကင်ချင်တယ် China ဖုန်းတွေကိုမကင်ချင်ဘူးလူရှိသူရှိမှာလူရိုသေးရှင်ရိုသေး China ဖုန်းတွေကိုမကင်ချင်ဘူးဆိုတဲ့လူတွေအတွက်ကတော့ဒီ Samsung ဖုန်းလေးကတော့ကျွန်တော်တို့ဒီအသစ်တော့ထွက်ရှိလို့လာပြီပေါ့နော်ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်